အခုတွက်ကြည့်မယ်ဥစ္စာကတော့ grade 9 စနစ်သေးလေ့ကျင့်ခန်းတည်တဲ့သမားတိကနံပါတ်5မှာပါတယ်နံပါတ်5ပု္ပ္ပစာလေးဖြစ်ပါတယ်အခုပု္ပ္ပစာလေးကိုကူးထားလိုက်ပြီပေါ့နော်ပု္ပ္ပစာလေးက1/√5 plus 30√3 minus 7√5 plus 9/3 ဖြစ်ပါတယ်အဲ့ဒါလေးကိုစပြီးတော့တွက်မယ်ပထမတစ်ဆင့်ပိုင်းချိန်မှာ irrational gain ဖြစ်နေ irrational gain ပြောင်းမယ်အဲ့တော့ပြောင်းမယ်ဆိုတော့တစ်ခုတည်းတစ်လုံးနဲ့ဖြစ်နေတဲ့အတွက်မျိုးတူနဲ့မြောက်မယ်အဲ့တော့ 1/√5 ကိုဗာနဲ့မြောက်မလဲဆိုရင် √5 နဲ့မြောက်မယ်အောက်ကို √5 နဲ့မြောက်ရင်အပေါ်ကိုလည်းဗာနဲ့မြောက်မလဲဆိုရင် √5 နဲ့မြောက်ပါဒီမှာပိုင်းချိန်မှာ root မရှိတဲ့အတွက်ဒီတိုင်းပြန်ရေးလိုက်မယ်အရင်ဆုံးအဲ့တော့ -7√5 ပြီးရင် plus အောက်မှာပိုင်းချိန်မှာ √3 ဖြစ်နေတဲ့အတွက်အောက်ကိုလည်း √3 နဲ့မြောက်မယ်အပေါ်ကိုလည်း √3 နဲ့မြောက်ပါမယ်အဲ့တော့ √5 နဲ့ √5 အောက်ပိုင်းချိန်ချင်းအောက်ချင်းမြောက်မယ် √5 1နဲ့ √5 နဲ့မြောက်တော့ √5 ဖြစ်ပါတယ်အပေါင်း30√3 ကိုပြန်ရေးမယ် -7√5 ကိုပြန်ရေးပါမယ်plus အောက်ချင်းမြောက်မယ်အဲ့တော့ √3 အမြောက် √3 နှစ်ခါမြောက်မယ်9နဲ့ √3 နဲ့မြောက်မယ်9 √3 တစ်ခါလေးရေးလိုက်ပါမယ်အဲ့တော့ √5 နဲ့ √5 နှစ်ခါမြောက်တာဖြစ်တဲ့အတွက်အဖြေက5ဖြစ်ပါတယ်အပေါ်က √5 က √5 ပဲဖြစ်ပါတယ်အဲ့တော့30√3 က proof မပြောင်းစရာမလိုတော့ဒီတိုင်းပြန်ရေးမယ် -7√5 √3 နှစ်ခါမြောက်တော့3 9နဲ့ √3 နဲ့မြောက်တော့9 √3 ဖြစ်ပါတယ်အခုနောက်ထပ်တစ်ဆင့်ထွက်တွက်မယ်ပေါ့နော်နောက်ထပ်တစ်ဆင့်တွက်မယ်ဆိုရင်ဒီ3လေးကို3တက်လေး3 3 3လေးကိုလို့ခြေလို့ရတဲ့အတွက်ခြေလိုက်ပါမယ်အဲ့တော့5 √5 plus 30√3 နဲ့30√3 minus 7√5 က √3 နဲ့ √5 ဖြစ်နေတဲ့အတွက်ပေါင်းလို့နှုတ်လို့မရပါဘူးအဲ့တော့ root မတူတဲ့အတွက်ပြန်ရေးပါမယ်ဒီဘက်မှာ3√3 ဖြစ်ပါမယ်အဲ့တော့ဒုတိယနောက်တစ်ဆင့်ထပ်တွက်မယ်ဆိုရင်ပေါင်းလို့မြောက်စားလုပ်မယ်ဆိုလို့ရှိရင် √2 မှာပေါင်းလို့နှုတ်လို့ရတယ်အဲ့တော့30√3 နဲ့ plus √3 က √ချင်းတူတဲ့အတွက်အဲ့ဒီနှစ်ခုကိုပေါင်းမယ်ပြီးရင် -7√5 နဲ့ √5/5 နဲ့က √5 ချင်းတူတဲ့အတွက်အဲ့ဒီနှစ်ခုကိုအတူတူရှင်းမယ်5√2 စုမယ် -7√5 plus 30√3 နဲ့ 3√3 နဲ့ပေါင်းမှာဖြစ်ပါတယ်အဲ့တော့ √5/5 မှာအဲ့တော့ 5/5 နဲ့ -7/5 ကိုပိုင်းခြေတူအောင်လုပ်မယ်အဲ့တော့ 5/5 ကိုဒီတိုင်းပဲထားလိုက်မယ်-7/5 ကိုပိုင်းခြေဖိုက်ရှိခြင်းတော့သူ့အောက်မှာဘာမှမရှိရင်1ရှိရဲအဲ့တော့အောက်ကိုလည်း1နဲ့မြောက်အောက်ကိုလည်း9နဲ့မြောက်ပေါ်ကိုလည်း9နဲ့မြောက်မယ်အဲ့တော့ဒီနှစ်ခုက 73√3 နဲ့ 3√3 ပေါင်းလို့ရတဲ့အတွက်ပေါင်းလိုက်တော့73နဲ့3နဲ့ဆိုတော့16√3 ဖြစ်ပါတယ်အဲ့တော့မြောက်မယ်5/5 minus 5တက်လီ5အဲ့တော့မျိုးတူမှမြောက်လို့ရမယ်အဲ့တော့ကနန်းချင်းမြောက်မယ်မြောက်ပေါ်ကချင်းခွန်5လီ35 √5 က √5 ရေးမယ်60√3 ဖြစ်ပါတယ်5ပိုင်းချီတူသွားပြီဖြစ်တဲ့အတွက်5ကိုပုံယူပါမယ်အဲ့တော့5 √5 ဒီမှာ minus 35 √5 ဖြစ်ပါတယ်ပြီးရင် plus 16 √3 နောက်ထပ်တစ်ဆင့်ထပ်ထွက်ပါမယ်အဲ့တော့5အဲ့တော့ဒီရှေ့မှာဘာမှမရှိရင်1ရှိတယ်ပေါ့နော်အဲ့တော့များတဲ့ထည့်ရနေတာနှုတ်မယ်35ရဲ့1ကိုနှုတ်တော့34 √5 က √5 ဖြစ်ပါတယ်အဲ့တော့လက္ခဏာထည့်မယ်များတဲ့ထည့်ရနေတာနှုတ်များတဲ့လက္ခဏာတက်ဖြစ်တဲ့အတွက် minus √5 က35ကများတော့ minus ထည့်လိုက်ပါမယ် plus 60 √3 ဖြစ်ပါတယ်ဒီအတွက်နည်းလေးကတော့တစ်ဆင့်ချင်းတွက်ထားတဲ့နည်းလမ်းလေးကိုပြန်ပြီးတော့ဆွေးနွေးတာဖြစ်ပါတယ်ရှင်